မိတ်ဆွေများလုံးမင်္ဂလာပါအခုပြန်တို့နဲ့ပတ်သက်ပြီးတော့မှသတင်းတွေဟောနေတဲ့အပိုင်းနေရှေ့ပါနော်အဲ့ဒါပါလဲဆိုရင်အခုဒီအကြမ်းမဲ့တောင်းကျမ်းသူတွေကဝင်ရောက်နေရတက်ဆွဲထားတဲ့ဒုရိသားချောင်းနေမြေထဲမှာပိုးမျိုးသားတမတော်ပြည်အနေနဲ့ပြန်လဲပြီးတော့မှတိမ့်ပိုက်နိုင်ခဲ့တဲ့အပေါ်မှာတချို့မီဒီယာတချို့သတင်းဌာနတွေလွယ်လွယ်မမားတွေပေါ်ပြနေတာရှေ့ပါနော်အဲ့ဒီနေရာကဒီညောင်ရွှေမျိုးနဲ့တောင်ပဲချမ်းဆန်ကားကြောက်အုပ်စုအဲ့ဒီအပြင်ပင်လောင်းမျိုးနယ်ဘိုးကိုပိုင်အုပ်ချုပ်ရေးဒေသပင်လောင်းမျိုးနယ်လုံးပင်ကျောက်အုပ်စုစောင်းပြောင်းတို့နမ်နင်းတို့ပြီးရင်တောင်မဲတင်းတို့အဲ့ဒီဘက်ချမ်းမှာရှိတဲ့နေမြေတွေပြီးရင်ကျွန်တော်တို့စီဆိုင်မျိုးနယ်ဒီနယ်နမိတ်ဧရိယာတွေအားလုံးကသူဒေသ6ဘိုးမျိုးသားတမတော်ပြည်နေမြေထဲမှာဖြစ်ပါတယ်ဒီသူဒေသ6ပြည်နေမြေတဲကိုဂရီနီမျိုးသားကကွေတက် KNDF တို့ပေါ့နော်ပြီးရင်ဒီ PDF ပူပေါင်းဖွဲ့တွေပေါ့သူတို့ကဝင်ရောက်ပြီးတော့မှနေရာတက်ဆွဲကျူးကျော်ဝင်ရောက်လာခဲ့တာ3နှစ်နီးပါးလောက်ရှိသွားပြီ3နှစ်နီးပါးလောက်ရှိသွားပြီအဲ့တော့သူတို့ဝင်လာခဲ့တာကဒီ2023တုန်းကလည်းဒီမတ်လာတုန်းကဒီနမ်နိန်းဘက်မှာဝင်ရောက်လာပြီးတော့မှအဲ့ဒီတုန်းကလည်းအကြီးအကျယ်သတင်းမီဒီယာတွေပေါ်မှာဖော်ပြခဲ့တဲ့အရာတွေကလွယ်လွယ်မမားတွေဖော်ပြခဲ့ကြတယ်အမှန်ကနေမြေပိုင်ဆိုင်ထားတဲ့ဒီလှုပ်ရှားနေမြေပေါ့နော်နိုင်ငံတော်နေတတ်မှတ်ပေးထားတဲ့ဘိုးမျိုးသားတမတော်ပြည်နေလှုပ်ရှားနေမြေသူတတ်မှတ်ပေးထားတာတွေရှိတယ်အဲ့တော့ဒီနေမြေရှင်ကအကျူးကျော်လဲခံရတယ်ပြီးရင်အဲ့ဒီနေမြေမှာရှိတဲ့ပြည်သူလူထုတွေကလည်းမြောက်များစွာဒုက္ခရောက်ခဲ့ရတယ်ဒါပေမဲ့သတင်းမီဒီယာတွေမှာဖော်ပြတာကျတော့နေမြေရှင်ကမားနေတယ်အဲ့လိုမျိုးဖော်ပြခံရတယ်နော်အဲ့ဒီတုန်းကဆိုလို့ချင်းသူတို့ဒီကျမ်းမဲ့တောင်းကျမ်းသူတွေဝင်ရောက်တိုက်ခိုက်ခဲ့တဲ့နေရာတွေအများပြားရှိတယ်စီဆိုင်တို့ပြီးငောင်ရွှေပင်လောင်းဒီတကြောလုံးသူတို့တိုက်ခိုက်ခဲ့တယ်အဲ့ဒီတုန်းကဆိုသတင်းမီဒီယာတွေကသူတို့ဒီကျမ်းမဲ့တောင်းကျမ်းသူတွေနိုင်တဲ့အချိန်မှာသတင်းမီဒီယာတွေကဗာရေးလဲဆိုတော့တော်လိုင်းရင်အားစုတွေကဘလို့နိုင်သွားတယ်ပြီးရင်ဒီPNO ကဘယ်လောက်ကြာသွားတယ်ဂုံယူဝင့်ကြွားစွာနဲ့ရေးသားဖော်ပြခဲ့ကြတယ်နော်အဲ့တော့နေမြေကျူးကျော်ခံရတဲ့ဘက်ကကျတော့ရေးလို့မရဘူးလားဆိုရေးလို့ရတယ်ဒါပေမဲ့အဖြုတ်ချခံရတယ်ဘယ်လို့မှရေးတင်လို့မရအောင်အဲ့တော့အခုဒီဇွန်လ9ရက်နေ့နော်ပြောမယ်ဆိုရင်မေလ26ရက်နေ့29ရက်နေ့မှာပြန်စပြီးတော့မှအဓိကတော့ဆောင်းမြောင်းတိုက်ပွဲကိုဒီ KNDF တွေလာရောက်ပြီးတော့မှတိုက်ပွဲဖော်ဆောင်ပြီးတဲ့နောက်မှာတော့ဘိုးမျိုးသားတမတော် PNA အနေနဲ့အကောင်းဆုံးပြန်လဲခုခံပြီးတိုက်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။အဲအနေစပြီးတော့မှညောင်ရွှေဘက်မှာရောတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်ပြီးရင်ဒီဇွန်လ9ရက်နေ့မှာကျတော့ဒီညောင်ရွှေမြို့နယ်တောင်မဲ့ချမ်းအဓိကတော့သူဒေသ6နယ်မြေ area တကြောမှာဒီအကြမ်းမဲ့တောင်းကျမ်းသူတွေ3နှစ်ကျော်ဝင်ရောက်ကျူးကျော်ပြီးတော့မှတတ်ဆွဲထားတဲ့နေရာတွေကိုအကုန်လုံးပြန်ပြီးတော့နေမြေချင်းလေးကိစ္စကိုဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်အဲ့တော့အဲ့ဒီဒေသခံပြည်သူလူထုတွေကသူ့ရဲ့ရရွာဒေသမပြန်ရတာလဲနှစ်နှစ်3နှစ်ရှိသွားပြီဒါပေမဲ့သတင်းမီဒီယာတွေကတော့မဖော်ပြဘူးပေါ့လေအခုကဒီဘိုးမျိုးသားတမတော် PNA နေမြေပြန်လည်ရရှိရေးပြီးရင်နေမြေလုံခြုံရေးပြီးရင်ဒေသခံပြည်သူလူထုတွေကိုယ့်ဒေသကိုပြန်လာလို့ရအောင်ဆောင်ရွက်တဲ့အခါကျတော့မီဒီယာတွေကဘာတွေဖော်ပြလဲဆိုတော့ဒီကယန်းလူမျိုးကိုဗာလဲကယန်းလူမျိုးကိုအနိုင်ကျင့်စော်ကားတာတို့ပြောမယ်ဆိုလူမျိုးပြိပက်ကဖြစ်အောင်တို့ကရေးသားဖော်ပြဖန်တီးလောက်ကျန်ပြောဆိုနေနိုင်လဲတွေ့ရတယ်ဗောနော်တွေ့ရတယ်အခုကကျွန်တော်တို့ဒုဒေသကြောင့်နေမြင်ဒီတောင်ပုတ်ကွယ်အထိဒါနိုင်ငံတော်နေတမတ်ပေးထားခဲ့တာရှိအဲ့တော့အဲ့ဒီနေရာအထိကျွန်တော်တို့ကဒီကျမ်းမဲ့တောင်းကျမ်းသူတွေကိုတိုက်ထုတ်ထားတာပဲဖြစ်တယ်အဲ့ဒီတောင်မဲ့ချမ်းကကြံတဲ့ဒီဆောင်းနှန်းခဲတို့သူတို့ဖော်ပြထားတဲ့လွယ်ပေါတို့ပြီးရင်အဲ့ဒီဘက်မှာကြီးရွာ15ရွာကစီဘေးချောင်နေရတယ်ပေါ့တိန်းချောင်နေရတယ်ဆိုပြီးမှသူတို့ကပြောတယ်ဟုတ်ပြီသူတို့တိန်းချောင်နေရတာမှန်တယ်ဒါပေမဲ့သူတို့တိန်းချောင်တဲ့ကိစ္စကဘာကြောင့်သူတို့တိန်းချောင်တာလဲနော်ဘာကြောင့်သူတို့ကတိန်းချောင်ရတာလဲဆိုတာတကယ်ရန်ပြန်သုံးသပ်ကြည့်လို့ရှိရင်အဲ့ဒီမှာတိုက်ပွဲဖြစ်တာလည်းမဟုတ်ဘူးနော်တိုက်ပွဲဖြစ်ပေါ်နေတာလည်းမဟုတ်ဘူးကျွန်တော်တို့ကကိုယ့်ရဲ့နေမြေဒေသနေမြေလုံခြုံရေးကိစ္စကိုဆောင်ရွက်တာဖြစ်တယ်နော်ကယားပြည်နယ်ထိတွားပြီးတိုက်ပွဲဖော်နေတာမဟုတ်ဘူးနော်အဲ့တော့
အခုလက်ရှိကျွန်တော်တို့အထူးဒေသကြောင့်နေမြေကိစ္စအထူးဒေသကြောင့်နေမြေရှင်းလင်းကိစ္စကိုတော့ဆက်လက်ပြီးဆောင်ရွက်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဆုံးချုံထားတဲ့နေမြေတွေအားလုံးကိုပြန်လည်ပြီးတော့မှရယူနိုင်အောင်ဆက်လက်စူးစမ်းကြိုးပမ်းတော့မှာဖြစ်ပါတယ်ပြီးရင်တခြားနယ်မြေတခြားပြည်သူလူထုကိုတိုက်ရောက်နိုင်ခြင်းမှာမဟုတ်ဘူးဆိုတော့ကျွန်တော်တင်ဆက်ပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်